19 ခုမြောက်သောစာလံအပိုင်းငယ်တမ14မိုးကောင်းကင်သည်ဖျားသခင်၏ဘုန်းအသီတော်ကိုစားပြော၍မိုးမျက်နှာစက်သည်လက်တော်နှင့်လှုပ်သောအရာများကိုပြသ၏တနေ့ကိုတနေ့မွတ်ဆို၍တညကိုတညတွင်တင်၏နှုတ်မွတ်ခြင်းစကားပြောခြင်းမရှိသူတို့နှုတ်ထွက်သံကိုမကြားရတော့လေသူတို့၏အတန်သည်ဤတစ်ပြင်လုံး၌နှံ့ပြား၍သူတို့၏စကားသည်ရည်စည်းစွန်းတိုက်အောင်ရောက်လေ၏မိုးကောင်းကင်တွင်နေပိမှန်ကိုထားတော်မူသဖြင့်နေသည်အိတ်ခမ်းထဲကထွက်လာသောမင်္ဂလာဆောင်လူလင်ကဲ့သို့ဖြစ်၍ခွန်အားကြီးသောသူကဲ့သို့မိမိသွားရလမ်းသို့လိုက်ပြေးမည်ဟုဝမ်းမြောက်လျက်မိုးကောင်းကင်တစွန်းမှထွက်လာ၍တစွန်းတိုက်အောင်လှည့်ပတ်သောအားဖြင့်သူ၏အဖူအရှိန်မှကွယ်လစ်သောအရာတစ်စုံတစ်ခုမျှမရှိထာဝရဘုရား၏တရားတော်သည်စုံလင်သည်ဖြစ်၍စိတ်ဝိညာဉ်ကိုဖြစ်ပြင်တတ်၏ထာဝရဘုရား၏တသက်ခံတော်မူချက်သည်ဟုတ်မှန်သည်ဖြစ်၍မလိမ္မာသောသူတို့ကိုလိမ္မာစေတတ်၏ထာဝရဘုရား၏ဤဥပဒေသားတို့သည်ဖြောင့်မတ်သည်ဖြစ်၍စိတ်နှလုံးကိုရှင်လန်းစေတတ်၏ထာဝရဘုရား၏ပြည့်ညတ်တော်သည်စင်ကြယ်သည်ဖြစ်၍မျက်စိကိုရှင်းလင်းစေတတ်၏ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသဘောသည်တန်ရှင်းသည်ဖြစ်၍ကာလအစဉ်အမြဲတည်၏ထာဝရဘုရား၏စီရင်တော်မူချက်တို့သည်သစ္စာတရားနှင့်ညီ၍တညီတညွတ်တည်းပြောင်းလဲကြ၏ရွှေထက်မကများစွာသောရွှေစင်ထက်နှစ်သက်ဖွယ်ဖြစ်၍ပြားရည်ထက်မကပြားလပူးထက်ချူကြ၏တရားတော်အားဖြင့်ကိုယ်တော်၏ဆွမ်းသည်တတိယ၍တရားဆောင်ခြင်းအကျိုးသည်ကြီးရပါ၏မိမိမာယွန်းခြင်းကိုအဘယ်သူသည်နားလည်နိုင်သနည်းမထင်ရှားသောသူစရိုက်အဖြစ်နှင့်အကျွန်ုပ်ကိုကင်းစင်စေ၍ရဲရင်သောသူစရိုက်ကိုလည်းကိုယ်တော်၏ကျင့်သည်မပြုရမည်အကြောင်းစီတားတော်မူပါသူစရိုက်အဖြစ်သည်အကျွန်ုပ်ကိုအဆိုးမရပါစေနှင့်ထို့သောအားဖြင့်အကျွန်ုပ်သည်ဖြောင့်မတ်ခြင်းရှိ၍ကြီးစွာသောပြမခြင်းနှင့်ကင်းလွတ်ပါလိမ့်မည်အကျွန်ုပ်ပြောသောစကားနှင့်စိတ်နှလုံး၏အတန်အစီသည်ရှိတော်၌နှစ်သက်ဖွယ်ဖြစ်ပါစေသောအိုထာဝရဘုရားအကျွန်ုပ်၏ကြောင့်ကျွန်ုပ်ကိုရေနှုတ်တော်မူသောဘုရားဇာနာတိရောက်စီတိုင်းပေါ်မှာဘုရားသခင်တာ၍ကောင်းချီးပေးတော်မူပါစေသော